ဂျူဂျေဇူခိုင်ဆန်ရဲ့ creator ဖြစ်တဲ့ Kiki ကတော့ထပ်ပြီးတော့မီးမွေးလိုက်ပြန်ပါပြီဂျူဂျေဇူခိုင်ဆန်ပြီးသွားတာကိုကျွန်တော်တို့ရဲ့ဒီ anime fan တွေအကုန်လုံးတည်ပြီးသားပဲဖြစ်မှာပါဆိုတော့ဂျူဂျေဇူခိုင်ဆန်ကိုကျွန်တော်တို့အားလုံးကချစ်စံနိုးနဲ့အားလုံးသိမှအေးမယ်ဆိုပြီးတော့မှနာမည်ပြောင်းပေးထားကြပါသေးတယ်တကယ်လည်းပဲ character တွေကို purpose ဆက်တက်တဲ့နေရာမှာလည်းအရန်ကိုနာမည်ကြီးခဲ့ပါတယ်ဆိုတော့ဂျူဂျူခိုင်ဆန်ရဲ့ဒီဖန်တီးခြင်းဖြစ်တဲ့ Kiki ကတော့သူ့ရဲ့ရဲဆက်လာတဲ့လှည့်ကွက်တွေကိုဒီမှာနေမဲ့အဆုံးသတ်မသွားဘူးဆိုတော့ဂျူဂျူခိုင်ဆန်ပြီးတဲ့နောက်မှာတော့မှသူကကျွန်တော်တို့ရင်နာစရာတွေထပ်ပြီးတော့ပေးနေပါတယ်ဒါကဘာလဲဆိုတော့ကိုဂျိုနဲ့စကူနာတို့ရဲ့ဘက်တယ်ကြားကအကြောင်းအရာပါပဲဆိုတော့ကိုဂျိုကစကူနာကိုရှုံးပြီးတော့နှစ်ပိုင်းဖြစ်သွားတယ်ပေါ့နော်ဖြစ်ပြီးတော့ရှော့သွားတယ်ဆိုတာကိုကျွန်တော်အားလုံးလည်းသိပြီးသားဖြစ်တယ်ကျွန်တော်ကလည်းဒီຢာကိုခုထိလက်ခံဖို့ကိုတော်တော်လေးခက်ခဲနေတော့မယ်ပေါ့နော်ခုချိန်မှာ Kiki ကဘယ်လိုမျိုးထပြောလာလဲဆိုတော့မော်ရာဂါတာစောစောစီးစီးမသေးခဲ့ဘူးဆိုလို့ရှိရင်မော်ရာဂါရဲ့ဒီ adaptation ကိုကိုဂျိုကတတိထားနေတာကြောင့်မို့လို့ဒီလိုတိုက်ကက်ကိုသူအလွယ်တကူနဲ့ရှောင်နိုင်လိမ့်မယ်ဆိုပြီးတော့ Kiki ကပြောခဲ့တယ်ဆိုတော့မော်ရာဂါတေသွားပြီးရဲ့နောက်မှာစူကူနာရဲ့ဒီ Shua Hiti ဂျာကသူ့ရဲ့ Infinity ကိုကြော်ပြီးတော့မရောက်လာနိုင်တော့ဘူးလို့သူကထင်တဲ့အတွက်ကြောင့်မို့လို့ပေါ့ရော့စွာနေခဲ့မိတဲ့အတွက်ကြောင့်မို့လို့သူနှစ်ပိုင်းပြတ်သွားရတယ်ဆိုပြီးတော့ Kiki ကကျွန်တော်တို့ကိုရှင်းပြလာတယ်ပေါ့နော်သူထုတ်ပေါ်ပြောလာတယ်ပေါ့ဆုံးတဲ့တတိထားပြီးလိမ့်မယ်လို့ထင်တယ်ဂျူဂျူခံစားရဲ့နောက်ဆုံးပိုင်းမှာစူကူနာရဲ့လက်ခလဲအကြောင်းကြီးကျွန်တော်တို့ပြပြီးတော့အဆုံးသတ်သွားတယ်ပေါ့နော်ဆိုတော့အဆုံးသတ်တဲ့အပြင်နောက်ပိုင်းမှာတော့မှကျွန်တော်တို့ကို Kiki ကသူ့ရဲ့ထုံးစံနိုင်မဲ့စေတုခါတွေပေးနေတော့မှာပဲ Okay guys နောက်မှဆက်တွေ့ကြတာပေါ့